ဝေးကရထားသံခေးလူကျွန်တော်အသက်35နှစ်ရောက်တော့ညတိုင်း2 နာရီ14မိနစ်တိတိမှာကျွန်တော်တိုက်ခန်းနဲ့ရထားဖြတ်သွားတဲ့ကိုကြားလိုက်ရတယ်ပထမတစ်ခေါက်ကအိမ်မက်မက်တဲ့ထင်ခဲ့တာကျွန်တော်ကရထားလက်နဲ့မိုင်ပေါင်းများစွာဝေးတဲ့မြို့လေကကွန်ကရစ်အဆောက်အဦရဲ့ကိုးတက်မှနေတယ်ဒါပေမဲ့အတန်ကရှင်းနေတယ်အဝေးတနေရာကနက်ဆိုင်နဲ့ရထားဘိန်းလိန်တန်တွေကကျွန်တော်အခန်းထဲကိုအသေးချလွင့်ပြန်လာတယ်ပထမတော့ကျွန်တော်လင့်လူရှုခဲ့တယ်စိတ်ထင်တာပဲနေမှာပါလို့ကိုပြောခဲ့တယ်ဒါပေမဲ့ရထားကဆက်လာတယ်ညတိုင်း2 နာရီ14မိနစ်တိတိမှာကြာတော့ရထားတန်ကိုနားဆွရင်အဲ့ဒီအချိန်လောက်ဆိုကျွန်တော်နိုးလာတယ်တကယ်တော့အတန်ကပြင်းပေါက်အပြင်ဘက်စီကမဟုတ်ပဲကျွန်တော်တိုက်ခန်းရဲ့နံရံတွေကျန်းပြင်တွေကနေတဆင့်ရထားကကျွန်တော်စီဖြတ်တန်းသွားတယ်လို့ပဲတညနေမှာကျွန်တော်အလောက်ကလှုပ်ဖို့ကိုင်းဘက်အမျိုးသမီးကိုကျွန်တော်ဒီအကြောင်းပြောလိုက်မိတယ်သူမကသပင်တူတူနဲ့အေးစိတ်တည်ငြိမ်တဲ့အမျိုးသမီးတဦးလည်းဖြစ်တယ်ရေခဲတွေအရေးပြောပြီးနောက်ဝီစကီဖန်ခွက်ကိုအချိန်အတော်ကြာမှွေနေလေးရှိတယ်အဲ့ဒါက message တစ်ခုလိုပါပဲလို့သူမကဆိုတယ်တယောက်ကမင်းစီကိုလာဖို့ကြိုးစားနေတာဖြစ်နိုင်တယ်တဲ့ဘသူလဲလို့ကျွန်တော်မေးလိုက်တယ်ရထားနဲ့ဘာဆိုင်လို့လဲသူမကပခုံးတွန်းလိုက်တယ်ဒါကအမှတ်တရတစ်ခုလည်းဖြစ်နိုင်တယ်မင်းပဲဖြစ်ဖြစ်တခြားတယောက်ပဲဖြစ်ဖြစ်ပေါ့တဲ့အဲ့ဒီညကမှောင်မဲနေတဲ့တိုက်ခန်းမှာကျွန်တော်ထိုင်ဆောင်နေတယ်2 နာရီ14မိနစ်တိတိမှာရထားကအမြဲလိုဝင်လာပြီးအခန်းထဲမှာရှိနေတယ်ဒီတစ်ခါတော့ကျွန်တော်မျက်လုံးကိုမှိတ်ထားလိုက်ပြီးအတန်ကကျွန်တော်ကိုတဲဆောင်သွားစေခဲ့တယ်လေတိုက်တန်နဲ့ရှင်ဘတ်ထဲကတုန်ခါမှုတွေကိုကျွန်တော်ခံစားနေရတယ်ပြီးတော့ဒါပထမဆုံးအကြိမ်လိုပဲနောက်တော့ဘူရာယုံတစ်ခုအဲ့ဒီဘူရာယုံထဲမှာခုံတန်းရတစ်ခုကလွဲရင်ဘာမှမရှိဘူးခုံတန်းရမှာမျိုးသမီးတဦးကကျွန်တော်နဲ့ဆန့်ကျင်ဘက်ကိုမျက်နှာမူထိုင်နေတယ်သူမကအနက်ရောင်သပင်ရှည်နဲ့လက်ပြရောင်အင်ကြီးကိုဝတ်ထားတယ်ရထားကပလက်ဖောင်းအနီးရောက်တော့နှွေးကွေးသွားပြီးရှေ့မီးတွေမှာလည်းရှည်လျားတဲ့အရိပ်တွေကိုမီးမောင်းထိုးပြနေတယ်ကျွန်တော်နှလုံးခုန်နေတယ်ဒီမျိုးသမီးကိုကျွန်တော်သိတယ်မဟုတ်ဘူးကျွန်တော်သူမကိုတစ်ချိန်ကသိဘူးခဲ့တာရထားကရက်သွားတယ်ပြီးတော့တကားတွေပွင့်သွားတယ်သူမကရက်နေပေမဲ့ကျွန်တော်ဘက်ကိုလှည့်မကြည့်ဘူးကျွန်တော်လည်းအော်ခေါ်လိုက်ချင်ပေမဲ့အတန်ကဘာကြောင့်မှန်းတော့မသိဘူးအစင်ပြေပြေထွက်မလာဘူးအဲ့ဒီနောက်သူမကကျွန်တော်ဘက်ကိုအာယုံပြုတ်လိုက်တယ်လို့နဲ့ရထားပေါ်ကိုတက်သွားတယ်တကားတွေလည်းပြန်ပိတ်သွားတယ်ပြီးတော့ရထားကအဝေးကိုပြန်ပြေးထွက်သွားတယ်အဲ့ဒီနောက်တိုက်ခန်းကိုကျွန်တော်ပြန်လာခဲ့တယ်ကျွန်တော်နှလုံးခုန်နေတယ်အသက်ရှူလဲဝမနေဘူးနောက်တနေ့ကျတော့ဓာတ်ပုံဟောင်းတွေလိုက်ရှာတယ်နိုင်ပေါင်းများစွာရှာဖွေပြီးတဲ့နောက်သူမကိုကျွန်တော်ရှာဖွေတွေ့ခဲ့တယ်ကျွန်တော်အချစ်ဦးရဲ့ဓာတ်ပုံပေါ့တက္ကသိုလ်မှာဆုံတွေ့ပြီး2 နှစ်လောက်အတူနေခဲ့ကြပြီးနောက်သူမပျောက်ဆုံးသွားတယ်စာတစ်စောင်စကားတစ်ခွန်းဘာတစ်ခုမှချန်မထားခဲ့နှုတ်ဆက်မသွားခဲ့ပဲသူမပျောက်သွားတယ်သူမဘာဖြစ်သွားမှန်းကျွန်တော်အစအနတော့မသိခဲ့ရဘူးအွန်လိုင်းမှာရှာတယ်မှတ်တမ်းဟောင်းတွေကိုစစ်တယ်ဘာမှမဖြစ်ဘူးဘာမှလည်းရှိမနေဘူးသူမနဲ့ရင်းနှီးတဲ့သူတွေစီစုံစမ်းကြည့်တယ်ဒါပေမဲ့သူမမရှိခဲ့ဘူးတလို့ပါပဲရထားကညတိုင်းဇက်တိုက်လာတယ်ဘူရာယုံကိုရောက်တယ်သူမကနောက်ပြန်လှည့်မကြည့်ပဲရထားပေါ်ကိုတက်သွားတယ်
တညက်နေခင်မှာကျွန်တော်လှုပ်ဖို့ကင်တဲ့အမျိုးသမီးနဲ့ကျွန်တော်ဟာစက်ကူကွက်ထဲကဝီစကီကိုတောက်ရင်းမြစ်ကမ်းဘေးမှာထိုင်နေတယ်။သူမင်းကိုစောင့်နေတာဖြစ်နိုင်တယ်လို့သူမကဆိုတယ်။မျိုးသမီးကတွေးရင်းနဲ့ရေကိုကြည့်လိုက်တယ်။သူမကမင်းကိုလိုက်လာစေချင်နေတာဖြစ်နိုင်တယ်လို့ဆက်ပြောတယ်။အမျိုးသမီးကတွေးရင်းနဲ့ရေပြင်ကိုကြည့်လိုက်တယ်။သူမကမင်းကိုလိုက်လာစေချင်နေတာဖြစ်နိုင်တယ်လို့ဆက်ပြောတယ်။အဲ့ဒီည2:14 မိနစ်မှာကျွန်တော်ရထားတန်ကိုနားဆွင့်မနေဘူး။မတက်ထရက်လိုက်ပြီးရလုံးမိတ်ခါရှေ့ကိုလှမ်းလိုက်တယ်။လေကပြောင်းသွားတယ်။အေးဆက်နေတဲ့တမဏိရနံ့နေနဲ့စောင်းဦးရွက်ကြွေတွေရဲ့ရနံ့ကကျွန်တော်ကိုဝန်းရံနေတယ်။ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ပလက်ဖောင်းပေါ်ရောက်နေတယ်။ကျွန်တော်အချစ်ဦးဆိုသူကကျွန်တော်ရှေ့မှာရက်နေတယ်။ဒီတစ်ခါတော့ရထားကနီးလာတော့သူမလှမ်းကြည့်တယ်။သူမမျက်လုံးတွေထဲမှာကျွန်တော်ကိုတွေ့ရတယ်။သူမပြုံးလိုက်တာကိုကျွန်တော်သတိထားလိုက်မိတယ်။အသိမှတ်ပြုတယ်ဆိုရုံလေးအပြုံးလေးတစ်ခုမျှတာပဲ။ရထားတကားကပွင့်လာပြီးသူမအထဲကိုဝင်သွားတယ်။ကျွန်တော်သူမနောက်ကိုမလိုက်ခင်ခဏလောက်တုံဆိုင်နေခဲ့တယ်။တကားတွေပိတ်သွားပြီးရထားကရှေ့ကိုရွေ့သွားတယ်။တကယ်တော့ဒီနှစ်တွေအတွင်းပထမဆုံးအနေနဲ့ကျွန်တော်သွားရမယ့်နေရာကိုအတိအကျသွားနေတယ်လို့လည်းခံစားလိုက်ရတယ်။